ကဲဒီနေ့တော့မစားရတာလဲကြာပြီဖြစ်တဲ့အမဲရှာကိုလုံနီးအများကြီးတွေတဲကမှဒါမျိုးဆက်ဆက်လေးကြော်စားကြည့်မယ်ဗျာဒီနီးကလွယ်လွယ်ကူကူနဲ့ချက်ရတာမြန်ပြီးထမင်းနဲ့ပဲစာစာဘာနဲ့ပဲတွဲစာစာစိတ်ပိုင်စူဂျူတို့ဘီယာတို့နဲ့ပဲမြည်တာဖြစ်ဖြစ်အဆင်ပြေတယ်လို့စားလို့ရတယ်ကဲဒါဆိုအရင်ဆုံးရေဆေးတန့်စင်ထားတဲ့အမဲရှာကိုစားစနွင်းအချို့မုံအနှဲငယ်စီထည့်ပြီးနေမယ်ပြီးရင်အိုးတလုံးနဲ့အသားမြုပ်တဲ့အထိရေထည့်ပြီးတော့ဇပလင်လေးပါထည့်ပြီးမီးအလယ်လက်နဲ့မိနစ်20လောက်ပြုတ်ထားလိုက်မယ်ဗျာအဲ့ဒီအချိန်တွဲမှာပြန်ကြော်ဖို့အတွက်ကြက်သွန်ဖြူအနှဲငယ်ကိုလည်းအပြားရိုက်နှုတ်ဆင်းထားလိုက်မယ်ဗျာနူးသွားပြီဆိုရင်ထုတ်ပြီးခဏအေးခံထားမယ်ပြီးရင်ဒါမျိုးအတုံးသေးလေးတွေတုံးလိုက်မယ်ဒါဆိုအခုအမဲရှာကိုအရင်ကြော်မယ်စီပူလာပြီဆိုရင်ကြက်သွန်ဖြူထည့်မယ်စနွေးမုန့်နည်းနည်းထည့်မယ်ပြီးရင်ပြုတ်ထားတဲ့အမဲရှာကိုထည့်မယ်မီးခက်အေးအေးနဲ့အယောင်တွေပြောင်းလာတဲ့အထိကြော်ပေးမယ်ပြီးရင်တော့စကာနဲ့စစ်ထုတ်လိုက်မယ်ဗျာဒါဆိုအခုနောက်ဆုံးအဆင့်ပြန်ကြော်ဖို့အတွက်ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုစက်ထဲထည့်ကြိတ်မယ်ဗျာပြီးရင်ခုနကစစ်ထားတဲ့စီထဲမှာပဲကြိတ်ထားတဲ့ကြက်သွန်တွေကိုထည့်မယ်စနွေးမုန့်နည်းနည်းထည့်မယ်ပြီးရင်တော့ငရုတ်သီးမှုန့်နဲ့မဆလာထည့်မယ်တေချာသမအောင်မှွေပေးမယ်အဆက်စားနိုင်သလောက်ငရုတ်သီးအကြမ်းဘက်ကိုထည့်မယ်မကတ်သွားအောင်ရေနည်းနည်းလေးထည့်ပေးမယ်ကဲဒါဆိုအခုနောက်ဆုံးကြော်ထားပြီးသားအမဲရှာကိုထည့်မယ်တေချာသမအောင်မှွေပေးမယ်အရသာအတွက်စားနဲ့အချိုမှုတ်ထည့်ပြီးတော့မိနစ်အနည်းငယ်လောက်ထားပြီးရင်တော့စားလို့ရပါပြီလှုပ်စားကြည့်ပါအရန်ကောင်းပါတယ်